Hello, alo mình là mẹ. Cái xem như mà này biểu, cái này chưa số lại vậy mẹ. Thế cho mẹ bây giờ liền đó. Cái mà nó cô phone number cô. Sao tụi em mẹ ở belum nhiều bây giờ mới số đấy, đi ra đi về phải phải mẹ. Đi lên này cô mình đi đi qua đó cho video cô, sau thì chỉ chụp vào mẹ. Video lên sao này mình cho channel liu đấy. Lại sao quay này tao bị vô cho nên nè, đóng số bài mẹ. Nên cho video liu sao lại vào mẹ. Những cái cô cái gần câu này cô quay lại vào mẹ. Cho đây cái yapı sonucu cho bebe tao khám menu bar này chỉ account này cho này bạc mẹ account này bạc cho đi này yapı solution cho setting xóa lấy của set này bạc mẹ account này bạc mẹ đi này yapı cho nó mà privacy and security số biểu chỉ vào nó account này cho này bạc mẹ account này bạc đi này yapı solution cho nó mà privacy số này mà bọn nó cho phone number số chỉ vào nó phone number số chỉ thế ấy nhà mà qua tháo trên núi này thì nhà mà bọn nó mà phone number số chỉ thế mà cho thì mà cho gì mà cho my contact số bỏ nó qua đó hay là cho nó belum nhiều lên rồi my contact cho đó cô ye contact thì mà share lưu lại về cô ye phone number của mình mà lấy phía bảo lại cáiဒါကြောင့်မို့ကျွန်တော်တို့ကဘယ်သူမှမမြင်စေဘူးဆိုရင်အဲ့ my contact ညောကျွန်တော်နှိပ်လိုက်ပါခင်ဗျာနှိပ်လိုက်ပြီဆိုလို့ရှိရင်ဒီမှာ၃မျိုးရှိပါတော့ everybody ရဲ့ my contact ရဲ့ nobody ဆိုပြီးရှိတယ်ပေါ့နော်ကိုကဘယ်သူမှမမြင်စေချင်ဘူးဆိုရင်အောက်ဆုံးက nobody ဆိုတာလေးကိုကျွန်တော်နှိပ်ပြပါခင်ဗျာဒီကောင်လေးပေါ့နော်အဲ့ကောင်လေးကိုကျွန်တော်ဒီမှာ manage လေးချစ်ပေးလိုက်ကဲလို့ကိုကအားလုံးကိုရဲ့ contact တွေကရှိတဲ့လူပဲမြင်စေချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ထားသလိုပဲဒီမှာ my contact နေရာမှာဒီမှာ manage လေးချစ်ပေးလိုက်တယ်ကဲလို့ကိုကအကောင်လုံးမြင်စေချင်တယ်ဆိုလို့ရှိရင် everybody ကိုပြောင်းလိုက်ပြီးလို့လည်းရပါတယ်ခင်ဗျာဒါအခုတို့ကျွန်တော်ဒီနေ့မှာတော့ဘယ်သူမှမြင်စေချင်တဲ့အတွက်ကြောင့်မို့ကျွန်တော်အောက်ဆုံးက nobody ဆိုတာလေးကိုကျွန်တော်ရွေးပါမယ်ခင်ဗျာကျွန်တော်ဒီမှာ nobody ကိုရွေးတဲ့အခါမှာအောက်မှာ everybody နဲ့ my contact ဆိုတဲ့နှစ်မျိုးပေါ်လာတယ်ပေါ့နော်ကဲလို့ကိုကဘယ်သူမှမမြင်စေချင်ဘူးဆိုတော့ပေါ်တော့ everybody ကိုရွေးပါကိုကိုနဲ့လည်းလူပဲမမြင်စေချင်ဘူးဆိုလို့ရှိရင်အောက်က my contact လေးကိုကျွန်တော်ရွေးပါမယ်ကျွန်တော်တော့အကုန်လုံးမမြင်စေတဲ့အတွက်ကြောင့်မို့ everybody ကိုကျွန်တော်ရွေးလိုက်ပါမယ်ခင်ဗျာပြီးရင်ကျွန်တော်အပေါ်ဆုံးက magic လေးကိုကျွန်တော်နှိပ်ပြပါခင်ဗျာဒါဆိုရင်ကိုယ့်ရဲ့ phone number ကိုဘယ်သူမှမမြင်ရတော့ဘူးပေါ့နော်ဒီမှာ nobody လို့ပေါ်နေပါပြီအကြောင်းမို့ဒီလိုကိုကပေါ့နော်ပြန်ပြပြောင်းကျင်တယ်ဆိုတော့အဲ့နေရာကိုပဲကျွန်တော်ဆက်နှိပ်ပေးပါခင်ဗျ nobody ဆိုတဲ့နေရာလေးကိုပဲဆက်နှိပ်ပေးပြီးရင်ကျွန်တော်ဒီမှာကိုထားခြင်းတဲ့ဟာတောက်ခုတည်းကဘယ်ထားကိုထားခြင်းနဲ့ထားခြင်းတဲ့ဟာကိုရွေးပြီးတော့ထားလို့ရပါတယ်ခင်ဗျအားလုံးပဲစင်မြင်ကြမလို့မျှော်လင့်ပါတယ်ခင်ဗျကျွန်တော်ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျကျွန်တော် channel လေးကိုလည်း like and subscribe နှိပ်ပေးဖို့ကျွန်တော်အနေနဲ့တောင်းဆိုပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်တွေ့ဆုံပါအောင်မယ်ခင်ဗျ